ဘာလို့လဲဆိုတော့မြန်မာပြည်က genocide လုပ်ခဲ့တာတခုမှလည်းမရှိခဲ့ဘူး။အဲကြောင့် ICJ ကိစ္စလောက်ကတော့အေးအေးဆေးဆေးပဲဘာမှစိတ်မပူကြပါနဲ့လို့ဦးစင်းမှာတင်ပါတယ်။ အားလုံးပဲမိသားခင်ဗျာကျွန်တော် channel ကနေပြန်လဲမှာအချုပ်လိုက်ပါတယ်။ပြပြ main လေးတွေတင်ဖို့အတွက်ဆရာတော်တို့တာကြိုးစားပြီးပို့ပြန်ညောင်းပြီးတင်ဆက်ပေးလိုက်ပါခင်ဗျာ။ယနေ့သာသနာနှစ်2569ခု1389ခုတဘိုးရဲလဇန်2ရက်နေ့ကိုတိုင်းပြည်ကိုလူမျိုးကိုဘာသာကိုသာသနာကိုယဉ်ကျေးမှုကိုစာပေကိုတန်ဖိုးထားလေးစားကာကွယ်ဆောက်ရှောက်နေကြကုန်သောရန်ရှင်လူမျိုးပြည်သူများနှင့်တကွတမတော်သူတမတော်သားအပေါင်းအစိုးရဝန်ထမ်းအားလုံးကိုကြံပါခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဘေးပြားတွေဝေးကွာအေးချမ်းသာရရှိကြပါစေ။မိသားစုတွေအေးချမ်းသာရပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေ။အခက်အခဲအကျက်တဲတွေကျော်လွှား၍အဆဆရအားလုံးစင်ပြေချုံးမွေအောင်မြင်ကြပါစေလို့ဦးဇင်းလေးမေတ္တာပို့ဆုတောင်းပေးလိုက်ပါတယ်။မြန်မာနိုင်ငံမှာကယခုလက်ရှိဖြစ်ပေါ်နေတဲ့အခက်အခဲပေါင်းများစွာရင်ဆိုင်နေကြရတယ်ပေါ့အခုအရေးကြီးဆုံးကတော့နိုင်ငံနဲ့ချီပြီးတော့ဖြစ်နေတဲ့အရေးကြီးဆုံးအချက်ကတော့ ICJ ကိစ္စပေါ့ဒါကြောင့်မျိုးချစ်တဲ့အမျိုးစစ်မှမျိုးချစ်တဲ့ပုံကိုအားလုံးကိုတခုမှကျင်တာကဒီ ICJ ကိစ္စလေးလောက်ကတော့ဘာမှစိတ်ထဲမထားပါနဲ့ဘာမှမပူပါနဲ့လို့ဦးစင်းမှာကြားခြင်းတယ်ဘာမှသူတို့လိုချင်တဲ့ပုံစံလဲဖြစ်လာမှာမဟုတ်ဘူးဘာလို့လဲဆိုတော့မြန်မာပြည်က genocide လုပ်ခဲ့တာတခုမှလည်းမရှိခဲ့ဘူးအဲကြောင့် ICJ ကိစ္စလောက်ကတော့အေးအေးဆေးဆေးပဲဘာမှစိတ်မပူကြပါနဲ့လို့ဦးစင်းမှာတင်ပါတယ်ဘာလို့လဲဆိုတော့မြန်မာနိုင်ငံမှာတိုင်းနယ်ပြည်နယ်18ခုရှိတယ်အဲ့ဒီ18ခုထဲမှာနော်ဒီမန္တလေးဆိုရင်လည်းမန္တလေးတိုင်းထဲမှာဆိုရင်ဗလီတွေအများကြီးရှိတယ်ရန်ကုန်မှာဆိုရင်လည်းဗလီတွေအများကြီးရှိတယ်ဘာသာရေးကတော့၄မျိုးသလုံးပေါ့နော်ဗုဒ္ဓဘာသာခရစ်ယာန်ဟိန္ဒူမွတ်စလင်ပေါ့ယခုလက်ရှိဖြစ်နေတာကတော့မွတ်စလင်တွေကိုလူမျိုးတုံးတပ်ဖြတ်တယ်ဆိုပြီးတော့ဆွဆွဲထားတဲ့ဆွဆွဲချက်ပေါ့မွတ်စလင်တွေကိုဒီ genocide ပြောမယ်ဆိုလူမျိုးတုံးတပ်ဖြတ်ရအောင်အဲ့လိုတကယ်တက်ချင်တဲ့ဆန္ဒရှိနေမယ်ဆိုရင်တော့ဒီမန္တလေးမှာဆိုရင်လည်းဗလီတစ်လုံးမှရှိမှာမဟုတ်ဘူးလေရန်ကုန်မှာဆိုရင်လည်းဗလီတစ်လုံးမှရှိမှာမဟုတ်ဘူးဒီပြင်မြို့နယ်တွေမှာလည်းပြည်နယ်တိုင်းတွေမှာလည်းဗလီတစ်လုံးမှရှိမှာမဟုတ်ဘူးလေခွင့်ပြုချက်လည်းပေးမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ genocide တကယ်အမှန်တကယ်လုပ်မယ်ဒီလူမျိုးတုံးတပ်ဖြတ်မယ်ဆိုလို့ချင်းကိုယ်နိုင်ငံထဲမှာမြန်မာနိုင်ငံတိုင်းနဲ့ပြည်နယ်18ခုထဲမှာဘယ်လီမှစောက်ခွင့်ပေးမှာမဟုတ်ဘူးဒါပေမဲ့လူမျိုးတုံးတပ်ဖြတ်တဲ့အချက်မမှန်ကန်လို့မလို့အဲ့လိုလဲတကယ်လဲမရှိခဲ့လို့မလို့ဒီတိုင်းနဲ့ပြည်နယ်တွေမှာဗလီအများစွာရှိတယ်ပြီးလို့ချင်းသူတို့ဗလီထဲမှာဒါနော်ဒီသူတို့မွတ်စလင်မဟုတ်ရင်ဝင်ခွင့်မရှိတာမိမိတို့ဗုဒ္ဓဘာသာမှာဆိုရင်နော်ဘာသာရေးလေးမျိုးကြိုက်တဲ့သူဝင်အကုန်လုံးခွင့်ပြုထားတယ်ဒါပေမဲ့မြန်မာယဉ်ကျေးမှုကိုတော့ထိန်းသိမ်းရတယ်ဘောင်းမီတိုတွေဘောင်းမီရှည်တွေတချို့နေရာတွေမဝင်ရဘူးလေမြန်မာဥပဒေအတိုင်းပဲအဲကြောင့် genocide တခုမှလည်းမရှိခဲ့ဘူးအဲကြောင့်ဘာမှမစိုးရိမ်နဲ့နော်မြန်မာပြည်မှာမြန်မာနိုင်ငံမှာကဗလီတွေများစွာရှိတယ်လူမျိုးတုံးတပ်ဖြတ်မယ်ဆိုရင်အဲ့ဒီဗလီတွေအကုန်လုံးဖြိုဖျက်ပြီးတော့လက်မခံဘူးလေဒါကြောင့်အေးအေးဆေးဆေးနေပါဘာမှစိတ်မပူပါနဲ့လို့မှာကြင်ပါ